စားအသောက်ကိုတတိနဲ့စားလို့ရှိရင်တတိကောင်းလာတဲ့အတွက်ကြောင့်လိုတာထက်လည်းပုံမစားဖြစ်ဘူးအဲ့ဒါပထမအဆုံးရတဲ့ကျိုးပဲတာမန်အဖြစ်လူတွေဟာလိုတာထက်ပိုစားမိတတ်ကြတယ်တတိနဲ့စားလို့ရှိရင်လူတလောက်စားပြီးတဲ့အခါမှာအလိုလိုတော်ကျင်လာတယ်တတိနဲ့စားတဲ့သူဟာအစားအသောက်ပေါ်မှာလောဘလျော့သွားတယ်ဉာဏ်ပညာပိုကြီးလာတယ်ခန္ဓာကိုယ်ကျန်းမာရေးနဲ့ကိုက်ညီအောင်လိုအပ်တဲ့ပမာဏမပုံမလိုစားမယ်အစားအသောက်နဲ့စိတ်နဲ့အစားအသောက်နဲ့ခန္ဓာကိုယ်နဲ့ဆက်စပ်မှုကိုလည်းပုံမြင်လာတယ်မြင်လာတဲ့အတွက်ကြောင့်ကျန်းမာရေးနဲ့မတည့်တာတွေမစားတော့ဘူးနော်ပြီးတော့ဒီပုံမှာဆွဲလန်းမှုလည်းနည်းသွားတယ်နောက်နေ့ကျရင်ရှိရင်တော့စားမယ်မရှိရင်လည်းကိစ္စမရှိဘူးနောက်နေ့ကျဒါမျိုးစားဖို့အရေးပူပူလောင်လောင်ကြီးမလုပ်တော့ဘူးအစားအစာတွေမကဘူးဆေးဝါးလည်းဒီလိုပဲမလိုအပ်ဖဲနဲ့မသုံးချင်ဘူးဆေးတစ်ခုခုတောက်လိုက်တဲ့အခါမှာခန္ဓာကိုယ်မှာဘလို့ဖြစ်လာတဲ့ဆိုတာအသေးစိတ်သိနေတယ်ဆေးရဲ့ side effect ကိုပိုသိရတယ်လွယ်လွယ်နဲ့မသုံးချင်ဘူးတဘာဝအတိုင်းကျန်းမာအောင်ပဲကြိုးစားချင်တော့တာအဝိစားနဲ့ပတ်သက်ပြီးတော့လေလူတွေရဲ့စိတ်မှာခံစားချက်တော်တော်လေးများပါတယ်အထူးသဖြင့်ခုခေတ်မှာအဝိအစားထူးဆန်းနေများကြီးဝကြတာပဲတန်ကြီးဆိုရင်တော့မပြောပြတတ်ဖို့တော့ပါဘူးအဲ့ဒီတော့အဝိစားဝတ္တနဲ့ပတ်သက်ပြီးတော့တတိလေးနဲ့ဉာဏ်လေးနဲ့လုပ်မယ်ဆိုရင်အဲ့ဒီအဝိအစားဟာဒီရာသီဥတုနဲ့ကိုက်ညီတယ်ကိုသွားရမယ့်ခရီးကိုတွေ့ရမယ့်ပုံကိုနဲ့လေဒီအဝိစားဟာတင့်တော်တယ်ဆိုတဲ့ဉာဏ်ကလေးသုံးပြီးတော့ဝတ်မှာပဲနော်အဝိအစားနဲ့ပတ်သက်ပြီးတော့လွန်ကဲကြားစရာဝါစရာကြီးဖြစ်အောင်လုပ်မနေတော့ဘူးကိုဝတ်တဲ့အဝိအစားဟာကိုအသက်အရွယ်ကိုဂုဏ်သိက္ခာကိုလုပ်တဲ့အလုပ်ကိုင်နဲ့ကိုက်ညီအောင်တော့ရွေးလိုက်ပါနော်အဲ့ဒီလိုညံနဲ့တည်ပြီးတော့လှုပ်ခြင်းအပြင်အကုန်ကြလည်းအများကြီးနေသွားလိမ့်မယ်သူနဲ့ပတ်သက်တဲ့လောဘလည်းနေသွားလိမ့်မယ်လောဘနေသွားရင်ဒေါသလည်းနေသွားမယ်နော်